လုံးပိုင်ဆိုင်နိုင်ပေမဲ့ကိုရွေးချယ်ပြီးတော့နေထိုင်တဲ့နေရာကကိုယ့်ရဲ့နာမည်ခေါင်းတိတ်ခါနဲ့ living standard တစ်ခုလုံးကိုအမြင့်ဆုံးထိဆွတ်တင်ပေးမယ့်နေရာဖြစ်ဖို့လဲလိုသေးတယ်။အောင်မြင်သူတိုင်းကအခုချိန်မှာလုံးချင်းအိမ်တွေထက်24နာရီမီးရပြီးတော့ security အပြည့်စုံပါတဲ့ကွန်ဒိုတွေကိုပဲရွေးချယ်ပြီးတော့ဝယ်ယူနေကြပြီ။ကွန်ဒိုတစ်ခုဝယ်တော့မယ်ဆိုရင် location နဲ့ဈေးနှုန်းတွေကိုကြည့်ပြီးတော့ဆုံးဖြတ်ရမှာရင်လူကြီးမင်းတို့ရဲ့အောင်မြင်မှုတစ်ခုကိုပြသဖို့အတွက်လဲ living standard တစ်ခုလုံးကိုအမြင့်ဆုံးထိဆွတ်တင်ပေးနိုင်မယ်။နာမည်ကြီး luxury economy နဲ့တစ်ခုဖြစ်ဖို့လဲလိုသေးတယ်။ရိုးကွန်ဒိုတစ်ခုလုံးဝမဟုတ်ပါဘူးလူကြီးမင်းတို့ရဲ့အောင်မြင်မှုဂုဏ်သိက္ခာနဲ့ living standard တစ်ခုလုံးကိုမြင့်တင်ပေးထားနိုင်တဲ့သင်္ကေတတစ်ခုပါ1 baron ကနေ3 baron ထိရှိပြီးတော့ဝယ်ပြီးတာနဲ့လည်းချက်ချင်းနေလို့ရတယ်ငလီပြင်းအားကလည်း 8.0 ထိခန့်နိုင်ရရှိတယ်ဒီလိုက် living standard တစ်ခုကိုပုံဖော်ပေးထားတဲ့2 acre ကျော်ကျယ်ဝန်းတဲ့ပန်းချံရေကူးကန်နဲ့ international standard ပြည့်မီတဲ့ condo facility တွေအပြင် combined jetty လှေစိတ်တွေရှိတယ်5 star အဆင့်မီတဲ့ hotel အိမ်ယာဝန်ဆောင်မှုနဲ့ future plan အနေနဲ့ဆိုရင်လည်း shopping center တွေပါပါဝင်လာမှာမို့လို့အောင်မြင်သူတွေအတွက်သာတည်တံ့ဖန်တီးပေးထားနိုင်တဲ့ကမ္ဘာငယ်လေးတစ်ခုပါ River View အလှကိုခန်းစားရင်အပန်းဖြေအနားယူဖို့အတွက်ပဲဝယ်မလားလွေထဲလုံးစုံနဲ့တနေ့တာကိုမိသားစုနဲ့အတူဖြတ်သန်းမလားဒါကအောင်မြင်သူတွေအတွက်သာတည်တံ့စုစည်းနေထိုင်ရာ luxury lifestyle တစ်ခုကိုဖန်တီးပေးထားနိုင်တဲ့မြန်မာနိုင်ငံရဲ့ပထမအဆုံး luxury River View ကွန်ဒိုဒီလိုအဖက်ဖက်ကနေပြည့်စုံတဲ့ living standard နဲ့ good reputation ကိုပိုင်ဆိုင်ဖို့အမရာဘေးကွန်ဒိုမှာနေထိုင်ရင်ကိုယ့်ရဲ့ living standard တစ်ခုကိုပြင်ကျင်လိုက်ပါဒေါ်လာ3သိန်းထိ discount မြန်မာငွေ3,000ကျော်ထိရမယ် limited unit အခန်းတွေကိုအသက်သာဆုံးဈေးနဲ့ရသွားအောင်လို့ developer တိုက်ရိုက်ရောင်းချပေးနေတဲ့အပြင်ကိုမှ lifestyle ပိုင်းမှုနဲ့ချိတ်ဆက်ပြီးတော့ဝယ်ယူတဲ့သူတွေအတွက်လည်းအတန်ဆုံးဈေးနဲ့ရသွားမှာမို့လို့အခုပဲ VIP hotline ဖုန်းနံပါတ်လေးကိုဆက်သွယ်လိုက်တော့နော်ဝယ်ယူတဲ့အခန်းမျိုးစားပေါ်မူတည်ပြီးတော့လည်း iPhone, home furniture နဲ့ electronic device တွေကိုပါမိုရိုဘက်ကနေပြီးတော့မြစ်တာလက်ဆောင်လေးနဲ့ထည့်ပေးသွားမှာပါ